လူတယောက်ကအိမ်ထဲမှာရှိတဲ့လှုပ်ဝက်ဆန်းကျဲတဲ့ရုပ်တုကိုခြေထောက်နဲ့တစ်ချက်ကန်လိုက်ရုံပဲရှိသေးတယ်။အဲ့ဒီအခိုက်အတန့်မှာပဲတူလောင်ခန်းထဲမှာနှစ်ပေါင်းများစွာချိတ်ပိတ်ထားတဲ့ခေါင်းတလားတစ်လုံးကထူးထူးဆန်းဆန်းလှုပ်ခါလာပါတော့တယ်။အဲ့ဒီအချိန်မှာပဲအဝေးတနေရာမှာရှိနေတဲ့ဒီအိမ်ရဲ့ပိုင်ရှင်လူငယ်လေးကတခုခုမှနေပြီဆိုတာကိုချက်ချင်းအာရုံခံမိလိုက်ပါတယ်။ဒါကြောင့်ဘာတွေဖြစ်နေလဲဆိုတာစစ်ဆေးဖို့သူ့ရဲ့အဖော်တွေကိုချက်ချင်းလွှတ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီလူတွေရောက်ချင်းပဲတူလောင်ခန်းတကားကိုအတင်းဖြတ်ဖွင့်ပြီးအထဲကိုဝင်သွားကြပါတယ်။သူတို့ရဲ့ဒီလုပ်ရက်ကသူတို့ကိုကြီးမားတဲ့အန္တရာယ်ထဲဆွဲခေါ်သွားမယ်ဆိုတာတော့ဘယ်သူမှမသိခဲ့ကြပါဘူး။အဖွဲ့ထဲကအမျိုးသမီးတယောက်ကထောက်တနေရာမှာရှိတဲ့ကြေးဝအိုးဟောင်းကိုကြည့်ပြီးထူးဆန်းနေတာကိုသတိထားမိပါတယ်။သူမကအဲ့ဒီအိုးကိုမထိဖို့သတိပေးခဲ့ပေမဲ့လူတယောက်ကတော့မယုံကြည်ခဲ့ပါဘူး။အိုးဟောင်းတစ်လုံးပဲမဟုတ်လားဆိုပြီးအားသုံးကမဖို့စူးစမ်းလိုက်ပါတယ်။ဒါပေမဲ့သူတို့မသိခဲ့တာကဒီအိမ်ပိုင်ရှင်လူငယ်ဟာတာမန်လူတယောက်မဟုတ်တာပါ။သူဟာနဂါးနိုင်ငံရဲ့နောက်ဆုံးမဲဂျစ်ရှုဖြစ်ပြီးရှေးဟောင်းတင်ကြိုင်းတွေကိုစောက်ရှောက်သူယတနာတွေကိုကာကွယ်သူတဦးဖြစ်ပါတယ်။သူ့အိမ်ထဲမှာရှိတဲ့ရှေးဟောင်းပစ္စည်းတိုင်းဟာတန်ဖိုးမဖြတ်နိုင်တဲ့အမျိုးသားယတနာတွေဖြစ်ပြီးနေရန်ပေါ်ကပကြီးကားတိုင်းမှာလည်းလှုပ်ဝက်ချက်တွေဖုံးကွယ်ထားပါတယ်။ဒီယတနာတွေအားလုံးကိုသူဟာနိုင်ငံခြားကရှေးဟောင်းပစ္စည်းကိုယူသူတွေလက်ထဲကနေပြန်လည်ယူဆောင်လာပြီးမိခင်နိုင်ငံအတွက်ထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီလှုပ်ဝက်ချက်ကိုသူ့ဇနီးနဲ့မိသားစုကိုတော့မပြောပြခဲ့ပါဘူး။သူတို့အားလုံးကသူဟာတာမန်ရှေးဟောင်းပစ္စည်းရောင်းဝယ်သူတယောက်လိုပဲယုံကြည်နေခဲ့ကြပါတယ်။တနေ့မှာတော့သူ့ဇနီးနဲ့ရောက်ခမကသူ့ကိုမပြောဘဲရှေးဟောင်းပစ္စည်းအကဲဖြတ်တဲ့ရုပ်သံအစီအစဉ်တစ်ခုကိုတွားခဲ့ကြပါတယ်။သူတို့ယူသွားတဲ့ပစ္စည်းကတော့လူငယ်ကဒီပစ္စည်းကအရန်အဖိုးတန်လို့တေချာသိမ်းထားပါလို့အနံ့ထားခဲ့တဲ့ပစ္စည်းတစ်ခုပါ။အစီအစဉ်ကကျွမ်းကျင်ပညာရှင်တွေကအဲ့ဒီပစ္စည်းကိုမြင်လိုက်တော့အစပိုင်းမှာတော့ကြောက်တုံးတုံးပဲဆိုပြီးရေမောခဲ့ကြပါတယ်။ဒါပေမဲ့အသေးစိတ်စစ်ဆေးလိုက်တဲ့အခါမှာတော့အားလုံးရဲ့အမူအရာတွေချက်ချင်းပြောင်းလဲသွားခဲ့ပါတယ်။အစီအစဉ်တင်ဆက်သူကအံ့အားသင့်စွာနဲ့ဒါကလွန်ခဲ့တဲ့2000ပေါင်းများစွာကပျောက်ဆုံးသွားတဲ့ဧကရစ်ဘရင်ရဲ့တော်ဝင်တစိမ့်တုံးနဲ့အရန်တူနေပါတယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့နောက်ထပ်ပညာရှင်တယောက်ကတော့တကယ်တော်ဝင်တစိမ့်တုံးကကြောက်စိမ့်နဲ့ပြုလုပ်ထားတာပါ။ဒါကတော့တာမန်ကြောက်တုံးပဲဒီလိုရှားပါတဲ့ပစ္စည်းမျိုးကရုပ်သံအစီအစဉ်တစ်ခုမှာဘယ်လိုလုပ်ပေါ်လာနိုင်မှာလဲလို့ညင်းဆိုလိုက်ပါတယ်။အဲ့ဒီအချိန်မှာတတိယပညာရှင်ကလည်းဒါပေမဲ့ဒီပုံစံကရှေးဟောင်းမှတ်တမ်းစာအုပ်တွေကပုံစံနဲ့တစ်ထပ်တည်းတူနေတယ်ဒါတကယ်များဖြစ်နိုင်မလားလို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်ထပ်မံအံ့အားသင့်စရာသတင်းတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။မကြသေးခင်ကနိုင်ငံခြားပြတိုက်ကြီးတစ်ခုမှာအမျိုးသားအဆင့်ယတနာနှစ်ခုအခုခံခဲ့ရပြီးတရားခံအဖြစ်တန်တရားရှိသူရဲ့နာမည်ကမဲဂျင်ချူဖြစ်နေပါတယ်။ဒါဆိုဒီအစီအစဉ်မှာထိုင်နေတဲ့အမျိုးသမီးဟာနိုင်ငံခြားပြတိုက်တွေကပျောက်ဆုံးနေတဲ့ယတနာတွေကိုပြန်လည်ယူဆောင်လာတဲ့တနာရီဆန်တဲ့မဲဂျင်ချူရဲ့ဇနီးဖြစ်နေတာလား။ပွဲကြီးပရိသတ်အားလုံးအံ့အားသင့်သွားကြပြီးအစီအစဉ်ရဲ့ကြည့်ရှုနှုန်းကလည်းချက်ချင်းညစ်တက်သွားခဲ့ပါတယ်။ဒါပေမဲ့အထိတ်တလန့်အဖြစ်ဆုံးသူကတော့သူ့ဇနီးပဲဖြစ်ပါတယ်။သူမရဲ့စိတ်ထဲမှာမေးခွန်းတစ်ခုသာထက်ခါပေါ်လာနေပါတယ်။ကျမရဲ့ခင်မွန်းကတကယ်ဘယ်သူလဲ။တာမန်ရှေးဟောင်းပစ္စည်းရောင်းဝယ်သူတယောက်လား။ဒါမှမဟုတ်နိုင်ငံရဲ့ဒဏ္ဍာရီလားယတနာလိုက်ရှာသူမဲဂျင်ချူလား